တဘာဝကြီးကိုဘသူတွေဖန်ဆင်းထားရဆိုတာကိုတွေးမိဘူးပါသလားရာသီအကူးပြောင်းမှပေါ်လာတဲ့အယောင်အလင်းတန်းနဲ့နှွေးထွေးမှုကိုရောဘသူတွေကတည်ဆောင်လာပေးတာလေတကယ်တော့တဘာဝတရားကြီးကိုလှပအောင်ဖန်တီးပေးနေတဲ့သူကတော့လူသားတွေမမြင်ရတဲ့နတ်မိမယ်လေးတွေပဲဖြစ်ပါတယ်ကလေးတယောက်ရဲ့ပထမဆုံးရည်တန်ကနေပြီးတော့နတ်မိမယ်လေးတစ်ပါးမွေးဖွားလာတာဖြစ်ပြီးတော့ဒီနေ့မှာတော့နတ်သမီးလေးတစ်ပါးမွေးဖွားလာခဲ့ပါတယ်သူကပင်စီဟောလို့ခေါ်တဲ့နတ်တငယ်တွေနေတဲ့တိုင်းပြည်ကိုရောက်သွားခဲ့ပြီးတော့နတ်သမီးအစ်စ်လေးကိုຫນွေဦးနတ်သမီးခေါင်းဆောင်ကတင်ကာဘဲလို့နာမည်ပေးလိုက်ပါတယ်နတ်သမီးတွေပြန်တန်းနိုင်မှုအတွက်ရွှေရောင်အမုံလေးတွေလိုအပ်ပြီးတော့မွေးဖွားလာတဲ့နတ်သမီးတိုင်းဟာသူတို့ရဲ့သက်ဆိုင်တဲ့ကျွမ်းကျင်မှုကိုစီရှိကြပါတယ်တင်ကာဘဲရဲ့ကျွမ်းကျင်မှုကိုရှာဖွေဖို့အတွက်သူ့ရဲ့ပက်ပက်လေးမှာနင်းဆက်အလင်းရောင်ပန်းဝင်စသဖြင့်စွမ်းအားနဲ့သက်ဆိုင်ရာလေးတွေတင်ထားပါတယ်တင်ကာဘဲဟာဘယ်နေရာမှာကျွမ်းကျင်လဲဆိုတာကိုသိရဖို့အတွက်သူ့ဘေးကသဘာဝလေးတွေကိုထိတွေ့ကြည့်ရပါတယ်သူနဲ့မသက်ဆိုင်တဲ့အရာတွေကထိလိုက်တာနဲ့အယောင်မိန်သွားခဲ့ပြီးတော့တင်ကာဘဲကပယံနဲ့ပတ်သက်တဲ့တူတချောင်းကိုကန်လိုက်တဲ့အချိန်မှာတော့မျက်စိကျိန်းတော့ရောင်နေကြောက်ပါလာပါတယ်အဲဒါကြောင့်တင်ကာဘဲကလက်သမားနှမိမေတစ်ပါးဖြစ်သွားခဲ့ပြီးတော့လက်သမားတွေကတခြားနှမိမေတွေအလုပ်လုပ်တာအဆင်ပြေအောင်ပစ္စည်းတွေတီထွင်ပေးရတာဖြစ်ပါတယ်တင်ကာဘဲရဲ့လုပ်ဖို့ကင်မဲနှစ်ယောက်ကတော့နတ်သားတွေဖြစ်ကြပြီးတော့သူတို့ကဒီနေရာနဲ့ပတ်သက်တဲ့အကြောင်းတွေကိုရှင်းပြပေးပါတယ်လက်ရှိမှာစောင်းရင်းဖြစ်နေပြီးတော့စောင်းကနေຫນွေဦးကိုပြောင်းမဲ့အချိန်ကိုနီးကပ်လာပြီဖြစ်ပါတယ်စောင်းကဒီနဲ့ပတ်သက်ရင်တော့စောင်းနဲ့သမီးတွေကတောင်းဝင်ယူပြီးတော့နင်းဆက်လီတွေရဲ့အေးတက်ကိုဖန်တီးပေးတာဖြစ်ပါတယ်တင်ကာဘဲတို့ကတော့ຫນွေဦးနဲ့ပတ်သက်တဲ့နတ်သမီးတွေဖြစ်ပြီးတော့ຫນွေဦးရဲ့အဝေးပန်းလှလှလေးတွေမိုးဆက်တွေနဲ့စောင်းခိုတဲ့တလိဆန်လေးတွေကိုနှိုးပေးရတဲ့အလောက်ကဆလို့ຫນွေဦးနဲ့သမီးတွေကလောက်ရပါတယ်ပိုးကောင်လေးတွေအယောင်ချေတာကိုလည်းຫນွေဦးနဲ့သမီးတွေကလောက်ရပြီးတော့တင်ကာဘဲတို့ကတော့ຫນွေဦးနဲ့သမီးတွေအတွက်အလောက်တော့အောင်စက်ကရိယာတွေတီထွင်ပေးရပါတယ်လက်သမားနတ်တွေကစီးတုတ်တန်နဲ့အစီအစံတွေထဲဖို့တောင်းနေရက်ပေးရပြီးတော့အဲ့ဒါတွေကိုနတ်သမီးတွေစီလိုက်ဖို့ပေးရပါတယ်တင်ကာဘဲလေသူ့ရဲ့အဖော်တွေနဲ့နတ်သမီးတွေစီသွားနေတော့မှလမ်းမှာမြေကြွစူးပင်တွေကိုတွေ့ရပါတယ်စူးပင်တွေကတောင်းချမ်းလုံးတာကြောင့်တစ်ပင်နတ်သမီးတွေတောင်မထိန်ချုံနိုင်ပဲဒီတိုင်းလို့အောင်ရှောင်အောင်မဲ့မကောင်းဆိုးရတွေပဲဖြစ်ပါတယ်နတ်သမီးအားလုံးကຫນွေဦးရောက်တာနဲ့ပင်မနေမြေလို့ခေါ်တဲ့လူတွေနေတဲ့ကဘာကိုလာရပြီးတော့ຫນွေဦးကိုစောင့်ကျင်းပေးရပါတယ်လူကဘာကိုလာဖို့အားလုံးကအာကျိုးမှန်တဲ့ပြင်ဆင်နေတာကိုတင်ကာဘဲကတွေ့တော့သူလည်းပင်မနေမြေကိုသွားချင်နေပါတယ်နတ်သမီးတွေရဲ့စွမ်းအားကိုလိုက်ဆက်စုရင်းနဲ့တင်ကာဘဲကဒီနေရာရဲ့အတော်ဆုံးလေးနတ်သမီးနဲ့တွေ့ပါတယ်လေးနတ်သမီးကຫນွေရာသီမှာလေတိုက်အောင်လှုပ်ပေးရပြီးတော့တည့်ရက်တွေကိုကျွေးစေတာဖြစ်လို့စွမ်းအားကြီးဆုံးဖြစ်နေတာဖြစ်ပါတယ်တင်ကာဘဲကသူလဲလေးနတ်သမီးလိုပဲနတ်သမီးတွေအားလုံးမိခိုနေရတဲ့လက်သမားနတ်သမီးဖြစ်တာကြောင့်သူတို့နှစ်ယောက်ကအတူတူပဲလို့ပြောလိုက်ပါတယ်လေးနတ်သမီးကတော့သူ့လိုနတ်သမီးကပေါ်မှာဖြစ်ပြီးတော့တင်ကာဘဲတို့လိုလက်သမားတွေကတော့မြေကြီးထဲမှာပဲလို့နှိမ်လိုက်တာကြောင့်တင်ကာဘဲလဲစိတ်တူတူနဲ့ပင်မနေမြေကိုသွားမှတွေ့မယ်လို့စိန်ခေါ်သွားပါတယ်စိတ်တူတူနဲ့ထွက်သွားတော့နေပါလန်းကိုရောက်သွားခဲ့ပြီးတော့အဲဒီနေရာမှာလူသားပစ္စည်းအသုံးဆောင်တချို့ကိုတွေ့ပါတယ်အဲ့ဒါတွေကိုသူ့အိမ်စီပြန်တည်သွားခဲ့ပြီးမြဲလက်သမားအကြီးကဲကအမိုက်တွေကိုသူတို့ပစ္စည်းတူထင်တဲ့နေရာမှာသုံးမှုလို့ပြောပြီးတော့တင်ထားလိုက်ပါတယ်ဒီညမှာຫນွေဦးဘရင်မကြီးလာမှာဖြစ်လို့အားလုံးကအလုပ်စူးစမ်းနေကြပြီးတော့တင်ကာဘဲလေပင်မနေမီသွားရရေးအတွက်ပစ္စည်းတွေစူးစမ်းပြီးတော့တီထွင်ပါတယ်အဲလိုနဲ့ဘရင်မကြီးရောက်လာတော့တင်ကာဘဲကသူတီထွင်ထားတဲ့ပစ္စည်းတွေကိုအတင်းဝင်မိတ်ဆက်ပါတယ်ဘိုးကောင်လေးတွေကိုလင်းလင်းမြဲမြဲအယောင်ချင်နိုင်မဲ့ဆက်တီထွင်ထားပြီးမြဲစမ်းသက်ဆဲပစ္စည်းဖြစ်တာကြောင့်ဆေးတွေကရောက်ချင်အောင်ရောက်ပြီးတော့ရှုပ်ပွားကုန်ပါတယ်သူကပင်မနေတွေကိုသွားခြင်းလို့ဒီလောက်စူးစမ်းနေမှန်းသိတော့ဘရင်မကြီးကလက်သမားနတ်တွေကပင်မနေကိုမသွားရကြောင်းပြောပြလိုက်ပါတယ်လက်သမားနတ်တွေဆိုတာတဘာဝနတ်သမီးတွေလိုအပ်သမျှတီထွင်ပေးရတာဖြစ်ပြီးတော့ပင်မနေမြေမှာသူတို့အတွက်ဘာလုံးမှမရှိတာကြောင့်မသွားရတာလို့ဘရင်မကဘာမှမသိသေးတဲ့တင်ကာဘဲကိုရှင်းပြပါတယ်အဲ့ဒါကိုအခုမှသိလိုက်ရတဲ့တင်ကာဘဲကဝမ်းနေသွားပြီးတော့လက်သမားနတ်ဖြစ်ရတာကိုစိတ်ပြတ်သွားပါတယ်တခြားနတ်သမီးတွေလိုလာလာပပအလုပ်လုပ်ရတာမဟုတ်ဘဲနဲ့ဘယ်နေရာမှာပေါင်မွေနဲ့အစင်းနဲ့လက်သမားနတ်လုပ်ရတာကိုစိတ်ကုန်နေပါတယ်အဲ့ဒါကြောင့်တခြားနတ်သမီးတွေလိုမျိုးလာလာပပလေးနဲ့လှုပ်လို့ရမယ်ကျွမ်းကျင်မှုကိုရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတယ်အရင်ဆုံးရေနဲ့သမီးစီသွားပြီးတော့သူ့ရေကိုထိန်းချုပ်နိုင်မလားဆိုတာကိုရှာဖွေဖို့အတွက်ရေကိုထိန်းချုပ်နေတင်ယူပါတယ်နတ်သမီးလေးတွေကတဘာဝကိုဖန်တီးရတာဖြစ်တဲ့အတွက်ပိကွေမှာကက်နေတဲ့ရေဆက်လေးတွေကနတ်သမီးလေးတွေအလားဆင်ထားတာဖြစ်ပါတယ်ရေနဲ့သမီးကအလွယ်ဆုံးနီလန်းဖြစ်တဲ့ပိကွေမှာရေလားစင်ဒီကိုတင်ကာဘဲကိုတင်ပေးပါတယ်တင်ကာဘဲကစူးစမ်းပြီးတင်ယူနေပေမဲ့ရေကင်မှုတော့ပါရမီမပါလာလို့ရေနဲ့သမီးဖြစ်ဖို့ကိုလက်လျှော့လိုက်ပါတယ်အဲနောက်မှာတော့တင်ကာဘဲကအလင်းနဲ့သမီးစီသွားပြီးတော့အလင်းထိတ်ချုပ်နီးကိုတင်ယူပါတယ်အလင်းနဲ့သမီးကနေဝင်ချိန်မှာပေါ်လာတဲ့အလင်းနှန်းလေးကိုလက်နဲ့ဖမ်းယူပြီးတော့ကြော်လေးကိုထည့်ပေးလိုက်ပါတယ်ကြော်လေးထဲထည့်ထားတဲ့လင်းအောင်လေးတွေကိုလက်နဲ့ကင်ဆုပ်ပြီးတော့ပိုးဆုံးကျူးလေးတွေကိုပေးရတာဖြစ်ပါတယ်တင်ကာဘဲကလိုက်လုံးကြည့်ပေးမယ်လေအလင်းရောင်ကိုကင်လို့မရတာကြောင့်အလင်းကိုအသေးအံခါချနေရပါတယ်ဒါပေမဲ့အလင်းကသူခါလိုက်တာကြောင့်ဟိုလွင့်ဒီလင်းတွေသူ့ဖင်ကိုပြန်ကတ်သွားတာကြောင့်တင်ကာဘဲတယောက်ပိုးဆုံးကျူးတွေလက်ကနေအသေးအံထွက်ပြေးရပါတယ်တင်ကာဘဲခိုးထွက်နေတာကိုသိတဲ့လက်သမားအကြီးကဲကတင်ကာဘဲကိုဆိုပြီးတော့
သူ့ရဲ့တငယ်ချင်းတယောက်ကလည်းတင်ကာဘဲရဲ့လက်သမားတွေပေါ်ဆက်ဆံနေလို့ရတဲ့ကြောင်းစိတ်ဆိုးသွားကြပါတယ်တင်ကာဘဲကတော့အခုထိလက်မလျှော့ပဲဒလိဆန်လေးတွေကိုလေ့ကျင့်ပေးနေတဲ့နတ်သမီးစီကိုသွားပြီးတော့ငှက်လေးတွေကိုအပြန်တင်ပေးပါတယ်တင်ကာဘဲကိုမြင်တာနဲ့မကျွမ်းကျင်မှန်းသိတဲ့ငှက်ပေါက်ဆလေးကလည်းမပြန်တော့ပဲခုံထဲပြန်ဝင်ပြီးတော့ပုံးနေပါတယ်အပြန်တင်ပေးဖို့ငှက်တကောင်လိုက်ရှာနေတဲ့တင်ကာဘဲကကောင်းကင်မှာပြန်နေတဲ့သိန်းငှက်စီကိုတက်သွားပါတယ်အနားရောက်မှာသိန်းငှက်မှန်းသိသွားတော့အသေးအတန်ပြန်ပြေးရပြီးတော့ပတ်ဝန်းကျင်ကနတ်တငယ်တွေကလည်းပုံနေရပါတယ်တင်ကာဘဲလို့လီနဲ့သမီးလည်းဒုက္ခရောက်သွားခဲ့ပြီးတော့လီနဲ့သမီးကတင်ကာဘဲကိုကြည်မရဖြစ်နေပါတယ်သူကသူသုံးစားမရဘူးဆိုတာသိသွားတဲ့တင်ကာဘဲကနေဘာလန်စီထွက်သွားခဲ့ပြီးတော့အဲ့မှာပြက်နေတဲ့ရုပ်တရုပ်ကိုတွေ့လိုက်ရပါတယ်ပြက်နေတဲ့ရုပ်ကိုတင်ကာဘဲကပြင်ပေးလိုက်ပြီးတော့အယုတ်လေးကနေတဲ့ဘဲလေးရုပ်ဖြစ်ပါတယ်တင်ကာဘဲကသူကျွမ်းကျင်တာကိုမလုပ်ပဲမဟုတ်တာတွေမှာအချိန်ဖြုံးနေတာကြောင့်နတ်သမီးတွေကသူ့ကိုပင်မနေမြေမသွားရလေဘာရေးလေလို့ပြောကြပါတယ်ဒါပေမဲ့ပင်မနေမြေပဲသွားခြင်းနဲ့တင်ကာဘဲကတော့လီနဲ့သမီးစီထပ်သွားခဲ့ပြီးတော့သူ့ကိုလေထင်းချုပ်နီးတင်ပေးဖို့သွားပြီးတော့တောင်းဆိုပါတယ်မဟုတ်လေပင်နေစိုက်တာလောက်တော့သူလည်းတက်ဖို့ဖြစ်နိုင်ပါတယ်လို့တင်ကာဘဲကဝမ်းနေစွာပြောပါတယ်လီနဲ့သမီးကတင်ကာဘဲကိုဥယျာဉ်နဲ့သမီးဖြစ်ချင်နေဆိုရင်တောင်းချမ်းနေတဲ့စူးပင်တွေကိုလိုက်ဖမ်းရမယ်လို့လီနဲ့သမီးကပြောလိုက်ပါတယ်အဲဒါကြောင့်တင်ကာဘဲလည်းစူးပင်တွေကိုအသေးတန်လိုက်ဖမ်းပြီးမြင်စူးပင်တွေကများလုံးတာကြောင့်နေရာနဲ့ကိုထွက်ပြေးကြပြီးတော့နတ်တငယ်တွေပြင်ဆင်ထားတဲ့ຫນွေဦးပြင်ဆင်တွေအားလုံးကိုဖျက်ဆီးပစ်လိုက်မိပါတယ်တင်ကာဘဲရဲ့လုပ်ရဲ့ကြောင့်အားလုံးပျက်စီးသွားပြီးတော့မကြခင်ရောက်လာမယ့်ຫນွေဦးအတွက်အချိန်မီပြင်ဆင်မပေးနိုင်တော့တာကြောင့်တင်ကာဘဲလည်းသူ့အပြစ်သူတည်သွားပါတယ်အဲဒါကြောင့်ပင်မနေမျိုးမသွားရလေအရင်မကြည့်တော့ပဲသူ့ရဲ့လက်သမားလုပ်ကိုဆက်လုပ်ဖို့ဆုံးဖြတ်လိုက်ပြီးတော့ຫນွေဦးမီပြင်ဆင်နိုင်မဲ့ကိရိယာတွေကိုတီထွင်ပါတယ်ပိုးကောင်လေးတွေကိုဆေးချေဖို့15မိနစ်လောက်အချိန်ပေးရပေမဲ့တင်ကာဘဲတီထွင်ထားတဲ့ဆက်ကတော့ဆေးရည်ဖြန့်လိုက်တာနဲ့စက္ကန့်ပိုင်းအတွင်းမှာဆေးချေနိုင်ပါတယ်တင်ကာဘဲလောက်တာတွေကိုဝေဖန်နေတာကတော့လီနဲ့သမီးဖြစ်ပြီးတော့သူကနက်တီကြားထဲမှာတင်ကာဘဲကိုအဆက်ခွေးနေပါတယ်ဒါပေမဲ့စကားတွေလွန်သွားပြီးတော့စူးကောင်တွေကိုလွန်အောင်လုပ်တာလီနဲ့သမီးရဲ့အကြံကြီးဆိုတာအားလုံးကသိသွားပါတယ်ဘီယမကြီးလည်းလီနဲ့သမီးကိုစူးကောင်တွေထွက်သွားအောင်လုပ်ဖို့အမိန်ပေးလိုက်ပြီးတော့တင်ကာဘဲရဲ့ပစ္စည်းတွေကိုသုံးကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲဒါကြောင့်ຫນွေဦးမီလုပ်တည်ပြီးနိုင်ဖို့မျှော်လင့်ချက်တွေရှိသွားခဲ့ပြီးတော့တင်ကာဘဲရဲ့တီထွင်မှုတွေနဲ့တခြားနတ်တငယ်တွေကလည်းကူညီကြပါတယ်ဘိုးကောင်တွေစီးချေတာတွေမကပဲစီးဖြော်တာအသီးကောက်တာတွေအားစားတင်ကာဘဲရဲ့နီလန်တိုင်းစူးစမ်းခဲ့ကြပြီးတော့နောက်ဆုံးမှာတော့ຫນွေဦးမီအားလုံးအဆင်သင့်ဖြစ်သွားကြပါတယ်။စောင်းကုန်ပြီးတဲ့အချိန်မှာပဲပင်မနေမီကိုသွားဖို့ပြင်ဆင်ကြပြီးတော့နတ်တငယ်တွေကတင်ကာဘဲကိုပါပင်မနေမီစီကိုခေါ်ခွင့်ပေးဖို့ဘီယမာကြီးကိုတောင်းဆိုကြပါတယ်။ပြီးတော့တင်ကာဘဲပြန်ပြင်ထားတဲ့ရုပ်လေးကိုလည်းပိုင်ရှင်မိန်းကလေးစီကိုပြန်ပေးရမှာဖြစ်တာကြောင့်ဘီယမာကြီးကလည်းတင်ကာဘဲကိုပင်မနေမီသွားဖို့ခွင့်ပြုလိုက်ပါတယ်။အဲ့လိုနဲ့နတ်သမီးတွေဟာစောင်းရဲ့နင်းဆက်တီကျန်နေတဲ့ကဘာမြေစီကိုຫນွေဦးရဲ့လေဝေးကိုတည်ဆောင်လာပြီးတော့နင်းဆက်တီကိုအရေးပြောင်းလုပ်ပေးပါတယ်။အယောင်သွေးစုံစုံလေးနဲ့လာပါတဲ့ပန်းမွင့်တွေလည်းပွင့်လာခဲ့ပြီးတော့မိုးစက်ဒီနဲ့တူတက်တန်းကလည်းຫນွေဦးမှာလာလာပပကြီးပေါ်ထွက်လာပါတယ်ပြီးတော့တင်ကာဘဲကသူပြင်ထားတဲ့ရုပ်လေးကိုလည်းပိုင်ရှင်စီကိုပြန်ပို့ပေးဖို့အတွက်တိမ်ပြီးတိမ်လိုက်ရှာပါတယ်အဲ့ဒီချိန်မှာပိုင်ရှင်ကိုတွေ့သွားခဲ့ပြီးတော့ပိုင်ရှင်ကတော့ဝက်ဒီလို့ခေါ်တဲ့မိန်းကလေးတယောက်ပဲဖြစ်ပါတယ်တကယ်တော့ပြောင်းနေတဲ့ပစ္စည်းလေးပြန်ရှာတွေ့တာပြက်နေတဲ့နာရီပြန်ကောင်းသွားတာတွေကစလို့ကို့အနားမှာကောင်းတဲ့စွမ်းရည်လေးတစ်ခုရှိနေတယ်လို့ခံစားမိတာဟာအနီးနားမှာနတ်သမီးလေးတွေရှိနေလို့ပဲဖြစ်ပါတယ်